ဒဇင်ပန်းဟာမြန်မာလူမျိုးတို့အမျက်တနုတန်ဖိုးထားတဲ့တော်ဝင်ပန်းဖြစ်ပြီးခေတ်ဆက်ဆက်ကနေယနေ့အထိတန်ဖိုးအမြင့်ဆုံးပန်းဖြစ်နေစေဖြစ်ပါတယ်။စိန်ကြီးမြိုင်ကြီးတောတောင်ထူထက်ရာနေရောင်မခတဲ့တစ်ပင်ကြီးများမှာပေါက်ရောက်လေရှိတဲ့တစ်ခွအနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပါတယ်။ဒဇင်ပန်းရဲ့မူလဇာတိဟာအရှေ့တောင်အာရှဖြစ်ပြီးထိုမှတစ်ဆင့်အာဖရိကတိုက်နဲ့အမေရိကတိုက်ကိုပြန့်နှံ့ခဲ့ပါတယ်။နောက်ပိုင်းမှာအုံကုံများနှင့်တစ်ပင်တစ်ကိုင်းများပေါ်ဥမျိုးယူကစိုက်ပျိုးကြပါတယ်။ဒဇင်ပန်းရဲ့ထူးခြားချက်ဟာမြေပေါ်မှာပေါက်ရောက်ခြင်းမရှိဘဲတန်ရှင်းတဲ့နေရာမှာသာဖြစ်ထွန်းပြီးအနံ့အသက်မကောင်းလျင်ဖြစ်ဖြစ်အညစ်အကြေးများရှိနေရင်ဖြစ်ဖြစ်အသက်မရှင်တဲ့ပန်းမျိုးဖြစ်ပါတယ်။ဒါကြောင့်တန်ရှင်းမြင့်မြတ်တဲ့နေရာမှာသာပေါက်ရောက်လို့တန်စင်ပန်းလို့ခေါ်ရာကနေဒဇင်ပန်းအမည်ဖြစ်လာခဲ့ပါတယ်။အပွင့်ဟာရိုးရန်သွဲသွဲရဲ့ဘေးတစ်ဖက်တစ်ချက်စီပွင့်ပြီးတိငယ်၍အလဲမှာဝစ်ဆန်ပါရှိပါတယ်။အများဆုံးတွေ့ရှိရတဲ့ဒဇင်ပန်းဟာအဖြူရောင်အဝါရောင်များဖြစ်ပြီးရနံ့မွေးပြန်ပါတယ်။ဒဇင်ပန်းပွင့်အရောင်မှာ၄မျိုးရှိကဒဇင်ဖြူဒဇင်ဝါဒဇင်နီဒဇင်နတ်တို့ဖြစ်ကြပါတယ်။ဒဇင်ဝါဟာအပွင့်သေး၍ရိုးရန်စိတ်စိတ်အခိုင်လိုက်ပွင့်ကရနံ့မွေးပါတယ်။ဒဇင်ဖြူကတော့ဒဇင်ဝါလောက်မမွေးပဲဒဇင်ဝါထက်အပွင့်ကြီးတော်လဲရိုးရန်တွင်အပွင့်ကျဲ